أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم السلام عليكم ورحمة الله وبركاته তারিখ শুক্রবার 1 মাস জানুয়ারি 2026 আরকান আরাসা আজাজি টিভি নিউজ উত্তরবর্তন খবর হাবুরি ফোন দেবাই অনা নলা ছিল না ডিসকাসিং রি কমন বস মধ্যে জানাবা বলে আশা করি ইয়ান তো আরাম Oh, mashallah, yati NPU chơi mong có TV cái chỗ họ ta hơi đi in họ ta আগে খোয়া বইতো তো ওই তো পারে এখন রোহিঙ্গা লেটারের ভিতরে বাজেট কমে গই ওই তো পারে আর সময় এজাতে মগবাগির বাজেট লন নপার তো আজি আজাদে কিছু সোশ্যাল মিডিয়ার মধ্যে কথা হয়ে আল্লাহ আর কেন বাসা ইবা যাতে বুঝি পারি পেলা তফিক দিয়ে হই নারি আল্লাহর হুকুম সময়ে যে কথা কিন হইয়ে কথা এগিন আগে এখন আসছিল যেন রোহিঙ্গা লানে খাইব ন রোহিঙ্গা ভিতরে দিন হাতিয়ার তো যে তারা মুমিকে আরো ঠেলি হরে লোজা পাইতো কেলা যে কোনো একখান জমিন শুধু হাতিয়ালই হরে দখল করে দেন আর হাতিয়ালই হরে দখল করি নপারে হওয়ার এক কলমও লাগে যে আর কলম বেটিক অনর দ্বারা যাতে আর দূর আয়রে পৌঁছে গাই তো লাস্টের মধ্যে আয়রে আর উৎসব মঙ্গে যাতে কিছু কথা কইয়ে এ কথা কি এন যদি আগে হইতো চলে আর আল্লাহ বলি ওরে তোরা রোহিঙ্গাল্লাহ বলি ওরে জিন রোহিঙ্গার ভিতরে হাটিয়া তো যে তার আল্লাহ বলি ওরে বেশি বেশি বালা রাস্তা কল ওই আইতো তারপরও একদূরের মধ্যে হয়ে আইতে আনো লাখি কোটি শুক্রিয়া এবারে এইভাবে হইতে পারে মগবাগির বাজন লই আলফা হয়ে গিয়ে ওইতো পারে এ আর ইউ মধ্যে এইবার বাজন লই দূরে পড়ে গিয়ে আর নইলে আর ওই সময় যাবে আমার সোশ্যাল মিডিয়ার মধ্যে যে কথা কিনা খবর বেগুন মগবাগির খাটাপ মগবাগির ওরে এলজাম দিয়ে কথা কো ইয়ান বেশি শুক্রিয়া জানাই তো বেগুনে আর ওই সময়ের কথা কিন আমল করে যাবা বলে আশা করি আর হি বেগে রোহিঙ্গার ভিতরে হাতিয়ার তো যে তার আল্লাহ ফদুর কাক হয়ে করি ওরে কথা কল হইয়ে ই নরে কথা এরে বেগুন হয়ে দেবা লাগে যেটারা বর্মিত বুঝো আল্লাহ দিলে ওনারা সুন্দরভাবে আমল করলে বুঝতে পারবে আল্লাহ সার মতিনো আর ওই সময় এভাবে কথাবার্তা সোশ্যাল মিডিয়ার মধ্যে লামাই দিয়ে পারিবে আল্লাহ তৌফিক দিও মোটে হঠাৎ কিন্তু শুনি ওরা খুশি লাগিব আসসালামু আলাইকুম Pare. Arima di menega terema baba de lezoro. Di kunaga di seku botwajare di maundo myo wimela ba lezoro yakwa gane. Arima mau yin len. Kelele bona ko ne do so kai 38ne do tanda so 30ne turu tware. Turu ne atudu a phol le 2 yaw like သွားတယ်ဗောနော်။ဥအာကျော်လို့ရေးထားတယ်နောက်တစ်ယောက်ကဥယျာဉ်အောင်ဆို။ဒါပေမဲ့ဒီနေ့ကျတော့သတင်းမှာဘာဖတ်ရလဲဆိုတော့အဲ့ဒီတဲ့အာစာထံဖန်စီခံခဲ့ရတော့ကလေးငယ်နဲ့အမျိုးသမီးနှုတ်ပြန်လေလွတ်မြောက်လာတဲ့သူတို့ပတ်စံတဲ့ပုံပေးမှလွတ်လာတယ်ပြီးတော့သူတို့ကိုလည်းအဲ့ဒီမှာဖန်စီထားတယ်သူတို့နဲ့အတူတူသွားခဲ့တဲ့ဘာလဲဆိုတော့ဥအာကျော်နဲ့ဥယျာဉ်အောင်ဆိုတွေကိုတဲ့ဒီအချမ်းဖက်တနတ်သမားတွေဟာတဲ့ဒီလိုက်လံပြစ်ခတ်တဲ့ကြားကနေထွက်ပြေးလွတ်မြောက်လာတယ်အမျိုးသမီးတို့နဲ့ကလေးငယ်ကိုအာစာစခန်းစီတို့ဖန်စီပြီးမှသူတို့ခေါ်သွားတယ်ဗောလေဒါပေမဲ့ဇန်နဝါရီလ9ရက်နေ့မနေ့မှာကြတော့သူတို့နဲ့အတူလိုက်ပါတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလမ်းပြ3ခုကိုလေဒီအာစာဖွဲ့ကပြန်လေလှုပ်ပေးတယ်လို့သတင်းမှာပါတယ်ဆိုတော့ပြီးလို့ရှိရင်ညီကုန်းချုပ်မှာရေးထားတာကတော့ဒီဘင်္ဂလားဒေ့ရှ်နေစမှာတဲ့အခြေပြုလှုပ်ရှားနေတဲ့ ARSA RSO ARA စတဲ့နော်လက်နက်ကင်တွေကဒေသခံပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်ပြန်ပေးဆွေးတာတွေကိုဇက်တိုက်လုပ်လေနေရရှိတယ်ဒါတွေကိုလည်း
ပြီးတော့ဒီဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်းဒါဒီလိုကျူးလွန်နေတာကိုဒီဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအားပေးအမြောက်ပြုနေတယ်သူတို့အဓိကပြောချင်တာကဒီနောက်ဆုံးနှစ်ခုဒီနောက်ဆုံးသူတို့အမြဲတမ်းပြောနေတဲ့ဟာကိုသူတို့ဒီစာဖွဲ့ပြီးတော့မှဒါကိုဇလန်တစ်ခုအနေနဲ့ရေးထားတာဆိုတော့ဒါကတော့မြန်မာပြည်ကဒီစာဖက်ပရိသတ်တဲ့အများကြီးဖတ်ရတော့သူတို့နားလည်မှာမဟုတ်ဘူးဒီလိုရေးတာကိုအမှန်တိုင်းပဲထည့်လိမ့်မယ်အဲ့တော့ကျွန်တော်လည်းထောက်ပြမယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအခုနေဆက်မှာသူတို့မှလည်းရွေးကောက်ပွဲတွေပါတယ်ရှိတော့တော်တော်လေးကိုတင်းတင်းကြပ်ကြပ်လုပ်ထားတယ်ခုနကကျွန်တော်နေဆက်ဒေသမှာရှိတဲ့ဒီလက်နက်ကင်ဒီအဖွဲ့တွေကသူတို့ကဒီဘင်္ဂလားဒေ့ရှ်နေမှာလုံးဝလှုပ်ရှားလို့မရဘူးrefugee ကပ်မှာလည်းရှင်းပြခုကတော်တော်လေးတင်းတင်းကြပ်ကြပ်ဒါမျိုးအနေထားရရှိတယ်ပြီးတော့ဒါမျိုးလည်းကျွန်တော်တို့တခါမှဒီအာဆာတို့ ARA တို့ပြီးလို့ရှိရင်လည်းနောက်တစ်ခါပါလဲဒီအဖွဲ့တွေကလည်း RSO တို့ကဒါမျိုးလူတွေကိုနော်အဲ့ဒါမျိုးပြန်ပေးဆွေးတာအထူးသဖြင့်ဒီရခိုင်မျိုးသားတွေကလေးတွေပေါ့နော်တခါမှကျွန်တော်တို့မကြားဘူးဘာဖြစ်လို့ဆိုတော့ဟိုတစ်ဖက်နိုင်ငံကသူတို့ကဒီရခိုင်မျိုးသားတွေကဒီ Cox Bazar ပြောတော့စစ်တကောင်းဒကာတီသူတို့လွတ်လွတ်လပ်သွားလို့ရတယ်အခုလေအဲ့ဒါမျိုးလွတ်လွတ်လပ်သွားလို့ရလို့သူတို့ကဆေးသွားကူတာဒါတစ်ချက်နောက်တစ်ချက်ကသူတို့ကဟိုဘက်နိုင်ငံမှာသွားလို့ကျွန်တော်ကတော့သူတို့ကိုပြန်ပေးဆွေးခြင်းမခံရဘူးလို့မဆိုလိုဘူးဖြစ်နိုင်တယ်နော်ဒါကတော့ဖြစ်နိုင်တယ်ဘာဖြစ်ဖြစ်ခုနကအမျိုးသမီးညောင်းနဲ့ကလေးငယ်တယောက်ပြန်ပေးဆွေးရတယ်ဆိုလို့ရှိရင်လေဘယ်လူမျိုးဖြစ်ဖြစ်ဘယ်ဘာသာဖြစ်ဖြစ်ဒါကတော့မလုတ်တဲ့ဟာမကောင်းတဲ့ဟာပြန်ပေးလေးမဆွေးရဘူးဒီတိုင်းလည်းမလုပ်ရဘူးစစ်တိုက်စစ်ဖြစ်လို့ရှိရင်လေသူတို့ကိုတနက်နဲ့မပြတ်ဘူးဒါတွေကကျွန်တော်တို့ဒါဒီလက်နဲ့ကန်ထားတဲ့လူတွေအဖွဲ့အစည်းကအားလုံးလိုက်နာများဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ရှင်းတော့မရတဲ့ကိစ္စကအဲ့ဒီအတူတူလိုက်တော့တဲ့ဥအာဂျုံနဲ့ဥယန်နောင်ဆိုးတို့ကဘလို့ဖြစ်လို့ထွက်ပြေးလွတ်မြောက်ပြီးတော့အဲ့လိုမင်းကလေးနှစ်ယောက်နဲ့ကလေးငယ်နှစ်ယောက်ကိုပဲသူတို့ပြန်ပဲဆွေးရတယ်ပြန်ပဲဆွေးမှတော့အကုန်လုံးကိုသူတို့ဆွေးမှာပေါ့ဒီလိုတစ်ခုနော်တစ်ချက်ထောက်เสียနောက်တစ်ခုကအဲ့ဒီဘင်္ဂလားဒေ့ရှ်ဘက်မှာပြန်ပဲဆွေးတယ်ဆိုတာကပြန်ပဲဆွေးမှုဖြစ်တိုင်းအကုန်လုံးကဟိုဖွဲ့ဒီဖွဲ့ဒီလိုပုံချလို့မရဘူးခုနက ULA တပုံဖွဲ့ရဲ့ lobby media ကတော့သူတို့ပါဇက်ကနေလေအာဆာလို့မပြောရင်အာသာမဖြေနိုင်တဲ့အနေအထားမှာရှိတယ်ဒါကျွန်တော်ကတော့ဒီအာဆာဖက်ကဒီဖက်လက်ပြပြောတာမဟုတ်ဘူးကျွန်တော်ကအာဆာလည်းမဟုတ်ဘူးကျွန်တော်ကဒီအာကန်ဒေတာနဲ့ဒီနေဆက်မှာဖြစ်ပြနေတဲ့လူခွေချိုးဖောက်မှုတွေရိုဟင်ဂျာလူမျိုးပေါ်မှာချိုးဖောက်မှုတွေတခြားဒီလူမျိုးတွေပေါ်မှာလည်းချိုးဖောက်မှုတွေကိုကျွန်တော်စင်တစိုက်လေ့လာပြီးမှဒီထောက်ပြဝေဖန်တဲ့ကျွန်တော်တို့ဒီနိုင်ငံရေးသမားတယောက်ပဲဖြစ်ပါတယ်နိုင်ငံရေးသုံးသက်သူပါဒါကျွန်တော်နေတာကတော့အမေရိကမှာဒါပေမဲ့ခုနကပြောတဲ့ ULA သဘုံဖွဲ့ရဲ့ထောက်ခံတဲ့လူတွေကတော့အမျိုးမျိုးဒါဆွဆွဲတာရှိတယ်ဒါကတော့လုံးဝလက်ခံစရာလည်းမရှိဘူးရုပ်တည်လည်းမရှိဘူးဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာက2024ခုနှစ်မေလတုန်းကအဲ့ဒီ ULA သဘုံဖွဲ့ကကျွန်တော်တို့ဘူးတီတော်မြို့ကိုဝင်စီးပြီးတော့မြို့ကလူတွေအားလုံးကိုတောင်ပိုင်းကိုဒီမောင်းထုတ်တဲ့ခါမှာကျွန်တော်ရဲ့ယမအရင်နဲ့သူ့ရဲ့သမီးလေးတယောက်ပဲရှိတာနောက်သူတို့နှစ်ယောက်သူတို့လည်းတော်တော်မျိုးဒုက္ခနဲ့နေခဲ့ရတယ်ဒါတွေပြောလို့ရှိရင်တော့1100ပဲသူတို့လည်းနောက်ဆုံးမနေနိုင်တဲ့အဆုံးမှာဒီကျွန်